ဒီမှာအခုထိုးလာခဲ့တာ9ခုပြည့်သွားပြီနော်1 2 3 4 5ခုပြည့်သွားတဲ့အချိန်ကြလို့ရှိရင်9တန်းပြည့်သွားပြီနော်9တန်းပြည့်သွားတဲ့အချိန်ကြလို့ရှိရင်နောက်6တန်းမြောက်ကိုတက်မယ်နော်6တန်းမြောက်တက်ဖို့အတွက်ချိန်2ခါထိုးမယ်ချိန်2ခါထိုးပြီးသွားလို့ရှိရင်ဒီဘက်ကိုပြန်လှည့်မယ်ပြန်လှည့်ပြီးတော့ဒီဟာကိုပြန်ပြီးတော့ဆက်ဆက်ချင်းဟာကအတူတူပဲတိုင်ရောထပ်လုပ်မယ်တစ်ခါပဲထုံမယ်နော်ပြီးလို့ရှိရင်နောက်တစ်တိုင်းထိုးတဲ့အချိန်ကျမှအကုန်လုံးတစ်ခါလေးစောထုံမယ်တိုင်ရောလုပ်မယ်နော်ပြီးလို့ရှိရင်အဲ့မှာကျတော့ဒါကကျတော့ဒါလေပင်ဘက်နော်ဒီဘက်ကကျတော့ဂျိုင်းဘက်ဖြုတ်ဒီဂျိုင်းဘက်ဖြုတ်သွားဂျိုင်းဘက်ဖြုတ်သွားပြီဆိုလို့ရှိရင်ဒီ9တန်းပြီးသွားလို့6တန်းမြောက်ကနေစပြီးတော့ဒီ6တန်းမြောက်လေပင်ဘက်ကိုပဲတို့ကတိုင်ရောလုပ်တော့မှာဒီဘက်ကိုကျတော့ပုံမှန်တိုင်းဒီလိုထောင်တက်သွားတော့မှာနော်အဲ့ချိန်ကျလို့ရှိရင်အခုဒီမှာတိုင်ရောလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကိုကျတော့အဆုံးထိကဒီတိုင်းရိုးရိုးဟိုတိုင်နဲ့ပဲထိုးရတော့မှာနော်အဆုံးမှာတိုင်ရောလုပ်စရာမလိုတော့နော်ဒီဘက်နှစ်ပေါက်ဆက်ပြင်မယ်နဲ့ဒီကတိုင်ရောလုပ်စရာမလိုတော့အဆုံးထိဒီတိုင်းပုံမှန်ပဲထိုးလာခဲ့လိုက်နော်ဒီမှာဆုံးထိရောက်ပြီးသွားလို့ရှိရင်နောက်တစ်တန်းတက်ဖို့ရှားလို့ရှင်တဲ့အတူတူပဲချိန်2ခါတက်မယ်ချိန်2ခါတက်ပြီးလို့ရှိရင်ဒီဘက်ကိုပြန်လှည့်မယ်ပြန်လှည့်တဲ့အချိန်ကျလို့ရှင်လည်းအတူတူပဲဒီဘက်ကဂျိုင်းဘက်ဖြစ်တဲ့အတွက်တိုင်ရောထိုးစရာမလိုဘူးပုံမှန်တိုင်းပဲထိုးမယ်နော်ပြီးလို့ရှိရင်ပုံမှန်တိုင်းလေးပဲထိုးလာခဲ့ပြီနော်ဒီမှာကောင်းလုံးထိုးလာခဲ့ပြီလို့ဒီဘက်နှစ်ပေါက်ကျန်တဲ့အချိန်ကျလို့ရှိရင်ထပ်ပြီးတော့တိုင်ရောထပ်လုပ်မယ်နော်ဒီလိုပုံစံရမယ်ဒီလိုပုံစံရောက်သွားတဲ့အချိန်ကျလို့ရှိရင်အခုဒီမှာကဘယ်နှတန်းပြသွားပြီလဲဆိုတော့1 2 3 4 5 6 9တန်းရှိသွားပြီနော်9တန်းရှိသွားတဲ့အချိန်မှာ9တန်းကျတော့ဒီနှစ်ဖက်လုံးကိုတိုင်ရောလုပ်တယ်ဒီ6တန်းနဲ့9တန်းမှာကျတော့ဒီလေပင်ဘက်ကိုပဲတိုင်ရောလုပ်ပြီးဒီဘက်ကကျတော့အထောင်ပုံစံနဲ့တက်တယ်အဲ့ဒါကိုနောက်ထပ်ဒီလေပင်ဘက်ကိုပဲတိုင်ရောလုပ်ပြီးတော့ဒီဂျိုင်းဘက်ကိုဒီတိုင်ရောမလုပ်ဖ ೇನೆ ဟိုနောက်ထပ်2တန်းထိုးပြီနော်2တန်းထိုးပြီဆိုလို့ရှိရင်အကုန်လုံးပေါင်းစုစုပေါင်း9တန်းပြပါလိမ့်ဒီဘက်ကိုပဲတိုင်ရောလုပ်မယ်ဒီဘက်ကတိုင်ရောလုပ်စရာမလိုဘူးနော်အကုန်လုံးပေါင်းနောက်ထပ်2တန်းထပ်ထိုးပြီနော်အကုန်လုံးပေါင်းဆွမ်းလာတော့9တန်းထိုးခိုင်းပြီမဲ့လေ10တန်းပြည့်အောင်ထိုးလိုက်နော်10တန်းပြည့်အောင်ထိုးဆိုတော့ဒီအောက်ကဒီ9တန်းကကြတော့နှစ်ဖက်လုံးကိုတိုင်ရောလုပ်ပြီးတော့9တန်းထိုးတယ်ဒီနောက်ထပ်9တန်းကကြတော့ဂျိုင်းဘက်ချမ်းကိုတိုင်ရောမလုပ်ဘဲနဲ့ဒီလေပင်ဘက်ချမ်းကိုပဲတိုင်ရောလုပ်ပြီးထိုးတဲ့ဟာ9တန်းအကုန်လုံးပေါင်း10တန်းဖြစ်တယ်နော်10တန်းဖြစ်တဲ့အခါကျလို့ရှိရင်နောက်ထပ်1တန်းတက်ဖို့အတွက်ဒီနောက်ထပ်ထိုးမဲ့တန်းတွေကကြတော့ဒါပခုံးကိုတက်မှာတော့ဗောနော်ပခုံးကိုတက်မှာဖြစ်တဲ့အတွက်ဒါနောက်တစ်တန်းထိုးဖို့အတွက်ချိန်2ခုထိုးမယ်ပြီးရင်ဒီဘက်ကိုပြန်လှည့်မယ်ပြန်လှည့်ပြီးတော့လို့ရှိရင်ဒီနောက်ထပ်ထိုးမဲ့တန်းတွေကကြတော့ဒီလေပင်ဘက်ကိုရောဂျိုင်းဘက်ကိုရောဒီတိုင်ရောမလုပ်ဘဲနဲ့ပုံမှန်ဒီတိုင်နဲ့တွေပဲထိုးပါမှာနော်ဒီဘက်ကိုလည်းတိုင်ရောမလုပ်ဘူးနော်အဲ့ဒါဆိုလို့ရှိရင်အကုန်လုံးပေါင်း1 2 3 4 5 6 9 10 11 12 13တိုင်ရှိမယ်နော်13တိုင်ရှိဖို့အတွက်နောက်ထပ်ဒီဘယ်နှတန်းထွက်ထိုးရမလဲဆိုတော့တိုင်ရောမလုပ်ဘဲနဲ့ဒီအပေါ်ကိုနောက်ထပ်6တန်းတိထပ်ထိုးလာခဲ့ပြီနော်6တန်းတိထပ်ထိုးလာခဲ့ပြီဆိုလို့ရှိရင်ဒီဂျိုင်းကနေပြီးတော့ဒီအပေါ်ထိဆိုလို့ရှိရင်အကုန်လုံးပေါင်း18တန်းရှိမယ်နော်ဒီမှာထိုးလာခဲ့တာအခုဆိုလို့ရှိရင်ဒါ9တန်းထိုးပြီးသွားပြီနော်9တန်းထိုးပြီးသွားပြီဆိုတော့အကုန်လုံးပါဒီကနေပြီးတော့ဒီက18တန်းရှိမယ်1 2 3 4 5 6 9 10 11 12 13 14 15 16 18တန်းရှိမယ်နော်အဲ့ဒါမျိုး18တန်းကိုဒီအကုန်လုံး18တန်းကိုဒီဘက်ကနေလည်းအတူတူနော်ဒီကနေပြီးတော့ဒီမှတ်ချက်ချိတ်ထားတဲ့ဒီကိုဒီလိုမျိုးတပုံစံနဲ့ထိုးလာခဲ့ပြီနော်